ဒီနေ့တော့ချူကတိုင်းမတောင်းကျော်နဲ့စီကင်နှကောင်ကိုပေါ်ပြတော့မှာပဲဖြစ်ပါရဲ့ရှင်ပထမတန်ဒရောဆက်လက်တဲ့အခါမှာတော့ချူကစပွန်အဖက်နဲ့ emote ကိုရသွားရပေါ့နော်စကင်တန်ဒရောအနေနဲ့မှာတော့ချူမှာတော့ထပ်ပြီးတော့ကွိုင်းနေပေးရတယ်ပေါ့နော်ဒါပေမဲ့ဘာစကင်မပေါက်သေးပါဘူးဒီဘက်မှာတော်တော်များများစကင်တွေပေါက်ချပေမဲ့ချူကတော့ကမကောင်းစားနဲ့ emote ပဲကပေါက်တယ်ပေါ့နော်အဲတန်ဒရောထပ်ပြီးတော့ဆဲပါမယ်ရှင်အဲတန်ဒရောဆဲတဲ့အခါမှာတော့စကင်နဲ့မပါတယ်လို့ emote လည်းမပါပါဘူးကွိုင်းနေပေးရပါရှင်အနေချူကစကင်မပြည့်မချင်ဖွားရမှာစကောနောက်ထပ်တန်ဒရောထပ်ဖွားရပါပေါ့နော်ဒီမှာတော့ချူက key notification တွေရပါရှင်ထပ်ပြီးတော့ဆဲပါမယ်ရှင်ထပ်ပြီးဖော်တဲ့အခါမှာကျတော့ချူအရင်ကိုကြိုက်ရတဲ့စကင်တကောင်မပါတယ်လို့ emote တွေပဲပြင်ရပါရှင်နဲ့သူက Dory ရွက်တေးရှိရဘလို့အဲဟာရီကိုချူကတော့ပြီးတော့ယူပါမယ်ရှင်if you chuga skin နှကောင်နဲ့တကောင်ပေါ်ပါတီရိုစိတ်ခံမှာစူတောင်းလိုက်တယ်ပေါ့နော်ပြီးတော့ chuga တိုင်းမပြည့်ထားတဲ့ဒီတုံကန်လေးတွေကိုတွားယူပါမယ်ရှင်တုံကန်လေးတွေနဲ့ဒီတိုင်းမစူပေါင်းလေးစားတော့နဲ့ tendro ထလိုက်ပါမယ်ရှင်အဲ့မှာ tendro ထလိုက်တဲ့အခါမှာကျတော့ chuga ဘာမှမပေါက်သေးဘူးပေါ့နော်လောစီတော့တိုင်းမက3000ကျော်တော့မှကုန်တော့ပြီပေါ့နော်အခုဒီမှာထပ်ပြီးတော့ဘာတွေပေါက်အောင်မလဲထုံးစံအတိုင်းမှာပဲရှင် GU ကွိုက်နေတဲ့ပေါက်တယ်ပေါ့နော် skin စပါချူနဲ့အလံဝေးကြီးပါပေါက်ဖို့ဆိုတာအေးခက်ပါတယ်ဟောတော့ဖောက်နေရပဲပေါ့နော်ဒါပေမဲ့ရှိပြီးသား emote ပဲပြင်ရပါတယ်အခုဆိုရင်နောက်ကွိုင်းက1000ပြည့်သွားပြီပေါ့နော်ပြီးတော့ကျွန်တော်နောက်စေကောက်ထည့်လဲလိုက်တဲ့အခါမှာကျတော့ဟိုးချူအရန်လူရှင်နေတဲ့ record ပေါက်တယ်ပေါ့နော် record က work ခွက်လက်တဲ့ point 300ရပါတယ်အဲဒါကြောင့်မလို့ချူရန်ပေါ်ကြပါတယ်ဒါနဲ့နောက်ဟဲ setting ထပ်ပြီးတော့လဲပါမယ်ပေါ့နော်အဲ setting ညှက်လိုက်တဲ့အခါမှာကျတော့ချူက point နေပဲရတယ်ပေါ့နော်အားမပေါက်တော့ပေါ့နော်တကယ်တော့ skin တော့ပေးတင်နေပြီလို့ချူထင်နေပေါ့နော်ဘာလို့မပြရလဲတော့ချူလည်းမသိပါဘူးဒီမှာနောက်ထပ်တန်ထရောမှာလည်းယူပဲရရပါတော့ဒါနဲ့အခုတော့ဖြည့်တော်ရဖြစ်တဲ့အတွက်ချူကမီရစကင်လေးကိုတော်ပြီးတော့ HC နှိုးလိုက်ပါတယ်ဒီစင်စကင်ဆိုတဲ့အတိုင်းပဲနှစ်ခုလုံးကတော်တော်လေးကိုထားရပါတော့ပြီးတော့သူ့ထဲမှာထည့်ထားတဲ့ effect တွေရလည်းအရင်များရပါတော့ဘာမှမဟုတ်ဘူးဆိုတော့မှပဲသူတို့ရဲ့ net သမီး effect တွေအဲ့ဒီတော့ရင်ပေါ်လာတဲ့တင်တော်တော်လေးတန်တယ်လို့ခံစားရပါတယ်ဒီရနဲ့ forest skin တွေကိုကိုကိုက်ယူမယ်လို့စဉ်းစားထားလို့ရှိရင်ဒီလာနေတဲ့ face on face 2လေးပေါ်ကုန်းပြီးတော့ဒီ event မှာ point ထောက်မြာနဲ့ရရှိမှာပဲဖြစ်ပါတယ်ပြီးတော့မီယာကဘလောက်ဖြစ်လာလဲဆိုလို့ရှိရင်သူက estimate တုံးလိုက်တဲ့အခါမှာနှစ်သမီးပုံစံလေးကထွက်လာတယ်ပေါ့နော်ချူကအဲဟိုအရင်တော့ကြပါတယ်ကျေးဇူးပါ